အားလုံးပဲမင်္ဂလာပါအမေရိကမှာအလုတ်လျှောက်တဲ့ခါမှာcompany ကိုတွားလျှောက်တဲ့ company ရဲ့ခံစားခွင့်တွေဘာရှိတယ်လဲဆိုတာအရန်အရေးကြီးပါတယ်ပြီးတော့ company အကြီးတွေပေါ့နော်တော်တော်များများ company ကြီးတော်တော်များများပြီးတော့ company အသေးတွေတချို့ပေါ့နော်ခံစားခွင့်ကိုစီရှိကြတယ်ဒီခံစားခွင့်ကိုကျမတို့ကကိုအလုံးမလျှောက်ခင်ကလေးကတိဖို့အရန်အရေးကြီးပါတယ်အားလုံးလည်းတိပိတာဖြစ်တယ်ဆိုတော့ဒါကိုကျမထပ်ပြီးတော့အထွတ်သဖြင့်ကိုအလုံးမလျှောက်ခင်မှာတတိထားမယ်အကြံဖြင့်ပေါ့နော်ဟိုလိုအပ်တာလေးတွေကိုတစ်ချက်ပြောပြပေးပါမယ်နံပါတ်1ကတော့ဘာဖြစ်မလဲဆိုရင်ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ຢာပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့နေရာမှာဒီ health related မှာပေါ့နော်health insurance ရှိမယ် dental ရှိမယ်သွားအတွက်ပေါ့နော် health insurance ဆိုတဲ့နေရာမှာတော့ဆေးရုံသွားတာတို့ဆေးခန်းပြတာတို့ကိုယ့်ရဲ့ဒီကျန်းမာရေးစစ်ဆေးမှုအဲ့ဒါတွေပါမယ်ပေါ့နော်ပြီးတော့ dental မှာဆိုရင်သွားနဲ့ပတ်သက်တာတွေပါမယ် vision မျက်စိနဲ့ပတ်သက်တာတွေကိုပြလို့ရတဲ့ဟာအဲ့ဒါဖြစ်မယ်ဒါကကျန်းမာရေးနဲ့ပတ်သက်တဲ့ခံစားခွင့်အဲ့ဒါရှိလားမရှိလားကိုကသိထားရမယ်နံပါတ်2အနေနဲ့ဆိုရင်တော့income protection လို့သူတို့ခေါ်တယ်။ကိုကတကယ်လို့များတာအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်ကိုယ့်ရဲ့ဝင်ငွေကိုဘယ်လိုမျိုးပုံစံနဲ့ဆက်ရနိုင်မလဲဆိုတော့ short term disability ခံစားခွင့်ရှိသလား long term disability ခံစားခွင့်ရှိသလားပြီးတော့ life insurance တွေရှိသလားဆိုတဲ့ခံစားခွင့်ပေါ့နော်။အဲ့ဒါကိုကိုယ့်ရဲ့ဝင်ငွေတစ်ခုခုကျန်းမာရေးလားဒါမှမဟုတ်ထိခိုက်ဒဏ်ရာရလို့လားအဲ့လိုမျိုးမှာကောက်ွယ်ဖို့အတွက်အဲ့ဒါတွေရှိလားဆိုတာကြည့်ဖို့ရည်ကြီးပါတယ်နောက်တစ်ခုကtime off ကိုအလုပ်နားချင်တဲ့ခါကျရင်သူတို့ဘယ်လိုမျိုးပုံစံနဲ့လာစားပေးတယ်လဲဆိုတော့ time off နဲ့ပတ်သက်တာတွေဆိုရင်တော့ pay time off လို့ခေါ်တဲ့ PTO သူတို့မှာရှိသလား PTO သူတို့ဘယ်လိုပေးတယ်လဲဒီကိုယ့်ရဲ့ vacation တွေနေမကောင်းတဲ့ခါကျရင်ခွင့်ယူပြီးတော့ကိုကတော့လာစားတော့ဆက်ရအဲ့လိုမျိုး PTO ပေါ့နော်အဲ့ဒါတွေဘယ်လိုရှိသလဲပြီးရင်ဗာလဲဘာရှိသေးလဲ holiday pay တွေရှိသလားပြီးရင်ဒီ FMLA လို့သူတို့ခေါ်တယ်တကယ်လို့ကျမကြီးမိသားစုအတွင်းမှာကျမကြီးနဲ့ပတ်သက်လို့ကိုကရက်ရှည်လရှည်အလုပ်နားမယ်ဒါပေမဲ့ company ကနေအလုပ်မဖြုတ်နိုင်ဘူးအဲ့လိုမျိုးပေါ့နော် FMLA တွေရှိသလားအဲ့ဒါလေးတွေလည်းတည်ထားဖို့လိုအပ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီပြင်ဆင် retirementအတွက်ဆိုရင်ဒီ company မှာ 401k plan ရှိသလားမရှိဘူးလားဆိုတာလည်းသိဖို့လိုအပ်ပါတယ်ဒါတော့ကျမတို့တာမန်အဖြစ်သိဖို့လိုအပ်တဲ့အလုပ်ရှောင်ရင်ဒီခံစားခွင့်တွေရှိမရှိကိုသိဖို့လိုအပ်တဲ့အရာတွေဖြစ်ပါတယ်နောက်ဗီဒီယိုမှာကျမဒီ short term disability နဲ့ long term disability ဆိုတဲ့ဟာကိုအသေးစိတ်နဲ့ပြန်ပြီးတော့ရှင်းပြပေးပါမယ်လို့เนาะโอเคအားလုံးပဲအဆင်ပြေကြပါစေ bye bye